လည်းမနေနိုင်ဘူးသူ့တောင်ပတ်ထဲဝင်ကူးရတဲ့တခါဒုက္ခရောက်တာပြောပါတယ်စောင်းလေးတဲ့နဲ့မလုံးတော့ချင်းမှမူးနှင်းပုံလေးဖိုးထားမိမလေးချမ်းလို့ဓမ္မရဲ့မိဘနာတိုးရင်နဲ့စောင်းမွေးတွေမိလောင်လို့တိုးရောစောင်းလေးအမိတ်ကြံနေပြောတယ်ဒီကြတဲ့ရွာတဲ့ဓမြပြောဓမြဆိုတော့ပတ်စံရှိတဲ့အိမ်နေဓမြမတိုက်ဘူးတို့အိမ်ဓမြလာတိုက်တယ်မဟုတ်ပါဘူးဓမြကြီးကကျွန်တော်တို့ဆင်းရပါတယ်လင်မယားနှစ်ယောက်မှလုံကြီးကွန်းလေးတစ်ကွင်းရှိပါတယ်ဆိုရှိတာယူမယ်ဆိုစောင်းလေးခွာယူသွားတာလင်မယားနှစ်ယောက်ဗလာချင်းကြံနေတယ်ကိုဒီတိုင်းကိုယ်အိတ်တာလူစင်စစ်ကတာတလင်းစိတ်ကိုဖြစ်ချင်းရမိမကြီးကချောင်းကြည့်ပြီးကြမ်းဖန်ခဲ့ရသွားတယ်ဟိုတာတလင်းစိတ်ကဝက်စပေါင်းနှလုံးအတွင်းကြတယ်ဒုက္ခရောက်တာပြောပါတယ်မိမလည်းဒီအတိုင်းကိုယ်အိတ်တာအဲ့ဒါလည်းသူတို့ကဲ့ရသွားတာပဲကောင်းမကြီးစားနဲ့အမြသာအတိုက်ခံနဲ့မျက်နာတစ်ပတ်မညှိုးဘူးတဲ့တို့ရှာထုတ်ပြီးပြောင်းနေတယ်တဲ့ဒုက္ခရောက်တာပြောပါတယ်မနေ့ကျတော့မိမမုံစားစရာမရှိတော့ထိုင်းငူနေတယ်မိမမငိုနဲ့ငါချီရဖွာတာအနှိမ့်တယ်လှုပ်ကျွေးမယ်ဆိုပြီးပြင်များမှာမြေပြူခဲလေးနဲ့စာရေးတာပဲအနှိမ့်တယ်စံမှုတစ်ခါနဲ့ငါးချက်ဆိုပြီးဆိုင်းမုတ်တင်းတာဆိုင်းမုတ်တင်မကြဘူးအပြိုကြီးမကွက်တော်လေးအောင်လို့ဆိုပြီးလာခေါ်တာကိုကလည်းငွေငါးချက်ရကျင်သောနဲ့လက်ဝါးတဲ့စီထည့်ပြီးရင်ဘက်ကနေတစ်ချက်တည်းဖြိုချလိုက်တာလက်မခရီးလွန်တော့လို့ငွေစိတ်ပြန်ယော်ခဲ့ရတာဒီလောက်တော့ဟာမကြဘူးလို့ဈေးလေးပါလေးရောင်းပါပဲဆိုပြီးဆနမကင်းလေးကြိုပြီးဈေးလေးငစိမ့်တန်တွားချရောင်းကြီးအလေး